1000กว่าတယ်အဲ့ဟာရဒါပေမဲ့အဲ့ဟာရဆလာရင် share ပဲဒီမှာ4သိန်းခွဲဒီကနေ့တဲ့ကောင်4သိန်းခွဲတယ်ဒါဂျပန်ရောက်ရင်စားဆိုင်မြန်မာပတ်စံနဲ့မြောက်လို့မရဘူးဂျပန်မြန်မာပတ်စံနဲ့မြောက်ရင်တခုမှစားကြရရှိမှာမဟုတ်ဘူး对，然后变来啥了？我阿生没给，他也买的，这够巧呀的。还有一点鸡的呗，鸡呗，哇，就，会的，臭鸟呗，咱来鸡的对鸡。အားလုံးမင်္ဂလာပါနနာဗလာနဲ့ပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာနနာဆပ်ပိုရိုမှာရှိတဲ့ဂျပန်နေကြတဲ့မှာဈေးရန်ကြီးဆိုပြီးနာမည်ကြီးရဲ့နီချောမက်ကတ်ကိုခေါ်တော့ပြချင်တယ်လို့စဉ်းစားထားပါတယ်ပင်လယ်ဆောင်မက်ကတ်ပေါ့နော်အခုနနောက်မှာမြင်နေအပြန်အောင်ဈေးတန်းကြီးပေါ့နော်ဒီကဈေးရန်ကြီးရဲ့ဆိုတော့နနာအနေနဲ့ဘလို့အစားစားစားနိုင်မလဲဆိုတာလာကြည့်ရင်လည်းအားလုံးကိုလိုက်ပြပြချင်တယ်လို့တွေးထားပါတယ်ခုနကကြည့်လိုက်အောင်နနာသားထားရဲ့တီဗီတာဝါကြီးနဲ့လည်းဒီကဈေးနဲ့နီးလေးရောတီဗီတာဝါလာရင်လည်းဒီကဘက်ကိုလာရင်လည်းအဆင်ပြေရပေါ့နော်အဲ့တော့အခန်းလေးထားပြီးတော့တက်ကြည့်ကြအောင်လေနိုင်ငံသားရေးထားတဲ့မှာကျတော့ဟိုဘယ်လိုပြောမလဲအလဲအပတ်နေရဖြစ်နေနာမည်ကြီးရဲ့ကျောင်းမြန်အနေနဲ့ဂျပန်နေကြတဲ့မှာကျတော့ဈေးရန်ကြီးရဆိုပြီးနာမည်ကြီးရပါတော့အဲ့ဒါဘယ်လိုပုံစံလေးလဲဆိုတော့နားလည်းတက်ကြည့်နေလို့တူထားပါရဲ့နှင်းရလေကြီးတော့လားတကယ်လမ်းသွားလို့ရှင်အရန်ဒုက္ခရောက်တယ်ခိုင်းတော့မှနှင်းနေရအရန်လှရဆိုပေမဲ့တစ်ခါတလေဆိုရင်လည်းအဲ့ကနှင်းနေရလူဒုက္ခပေးလောက်တဲ့အထီကိုတော်တော်လေးမှအန်ရရှိရပေါ့နော်နိုင်ငံသားရေးကြီးပဲတွေ့နေရအဲ့ဒါကြောင့်မို့ဒီကနေရကြီးသွားရေးထားတဲ့မှာအလဲအပတ်ဖြစ်နေနာမည်ကြီးပြီးတော့နေကန်နေကြတဲ့မှာဈေးကြီးရဆိုပြီးနာမည်ကြီးရနေတယ်ဟိုခိုင်းတော့မှနင်းနေနဲ့မချော်ဘလို့လမ်းလျှောက်လဲဆိုတော့အခုနနလျှောက်တယ်လို့ရှောက်ပါတယ်အဲ့လိုမှမဟုတ်ရင်ရမ်းချော်တယ်ဒီတန်းစီနေအများကြီးပဲတရက်နေဆက်ပြန်တောင်းတယ်နော်ဒီကဆန်တို့နာမည်ကြီးပြီးတော့လူစီရတယ်နိုင်ငံသားရဲ့ရန်တန်းစီနေလို့ဘာလဲလို့တစ်ချက်ပဲကြည့်အောင်လားကျွန်တော်ကမဆမဖြစ်စားမယ်ဟိုပါလဲဆက်ရှိပြီတော့အသားစိမ်းငါးစိမ်းထမင်းပေါ့နော်အောက်ကထမင်းထည့်ပြီးထားပြီးအပေါ်ကနေပြီးအသားစိမ်းကိုထုံးထားအဲ့ကောင်စားတကယ်ဈေးကြီးရမယ်ဈေးတွေကတော့9000ကျော်8000ဒီကဆက်ရှိပြီဆိုရင်9000ကျော်တယ်ငါမလို့တော့ပါတော့9800ဆိုတော့6000ပဲထားပါတော့မြန်မာဝန်နဲ့ဆိုဘယ်လောက်ရှိမလဲ18000လောက်ရှိမှာပေါ့ဝါဈေးတော်ကြီးရပါတော့ဒီကဟာလေးတစ်ခုကို18000တောင်းတယ်ဒါပေမဲ့တစ်ခုရှိတာတခြားနေရာတွေနဲ့မတူဘဲနဲ့ဒီကကိုခင်းတော့အသားငါးရေလက်ဆက်တယ်လို့ကြားရင်အားကြောင့်မို့ဒီလောက်ဈေးကြီးရတယ်ဒီလိုဒါပေမဲ့လည်းဈေးတော်ကြီးရဲ့ရှေ့ကိုလည်းကြည့်လိုက်အောင်အတန်းလိုက်ဒီတန်းစီနေကြဆိုင်ထဲမှာလည်းအပြည့်ပဲခဏနေရဟိုခိုင်းတော့နာမည်အကြီးဆုံးတော့ပဲလေခဏအသားကျတော့လေဒီဘက်ကို3800ရတယ်4000ပဲထားပါတော့32000တော့ဝါဈေးတော်တော်ကြီးရဒီဟာလေးဆိုလို့ရှိရင်6000ကြီးဆုံးပြမယ်နဲ့တူတာလည်း6000စိုက်ကတကယ်ပွဲရလဲဒီ site ပဲအပြင်မှာပြတ်ထားလဲဒီ site ပဲဈေးအောင်လည်းကြီးတယ်လို့ပဲဒါများတယ်အားကြောင့်ဂျပန်နေကြတဲ့မှာဈေးကြီးလို့ပြောရတယ်မှာနောက်ကြောင့်မို့ဒီက short time ကိုင်းလို့ခေါ်ရင် market ကဂျပန်နေကြတဲ့မှာနည်းနည်းဈေးကြီးပြီးတော့နိုင်ငံခြားသားတွေအတွက်ပဲသူတို့ကစားနိုင်အောင်လုပ်ထားတယ်ကဲတော့တခြားဆိုင်ဆက်သွားရအောင်လားနနအနေနဲ့လည်းဈေးကြီးအဲ့ဒါတခြားသူတို့တွေးထားတဲ့နိုင်ငံခြားသားဆိုတာကလုံးဝဟိုဂျပန်ထက်ပို့ပြီးတော့ငွေကြေးမြင့်တဲ့နိုင်ငံလာတဲ့နိုင်ငံခြားသားတွေကိုကြီးမှန်းထားတာဟိုနိုင်ငံသားရပတ်စံရှိမရှိခရီးသွားရဆိုမှတော့ပတ်စံရှိလို့လာကြဆိုစားကြမှာပေါ့အနောက်ကဒီဂျပန်မှာရှိနေရဆိုတော့နည်းနည်းလေးသိရမလားပတ်စံမရှိဘူးလေအဲ့လည်းပါအော်ဒီမှာကနန်းအစိမ့်နေရောင်းတာဟိုဒီမှာကနန်းနေရှိရသေးလားကနန်းနေဈေးဘယ်လောက်တစ်ချက်ရှိလဲကြည့်ရဒီကောင်စားတွေဈေးနည်းနည်းနေသလိုပဲဒီကောင်စား1000နဲ့မှ4000နဲ့မှ6000 1000กว่าတယ်အဲ့ဟာရဒါပေမဲ့အဲ့ဟာရဆလာရင် share ပဲဒီမှာ14600ဆိုတော့1000ခွဲပဲထားပါတော့4သိန်းခွဲဒီကနေ့တဲ့ကောင်4သိန်းခွဲတယ်အဲ့ဒါကိုပြောဂျပန်ရောက်ရင်စားဆိုင်မြန်မာပတ်စံနဲ့မြောက်လို့မရဘူးဂျပန်မြန်မာပတ်စံနဲ့မြောက်ရင်တခုမှစားကြရရှိမှာမဟုတ်ဘူးဒီကအတီးရွက်တွေကိုခိုင်းတော့လေအသားငါးတွေနာမည်ကြီးအောင်မို့အတီးရွက်တွေလည်းအရန်လေးလက်ဆက်ပြီးချိုးရဲဆိုပြီးအရန်နာမည်ကြီးကြည့်လိုက်ပါဒီဒါပြင်လဲစားလုံးဝအစိမ့်မကဲခယူကြီးတွေပဲအိုခယူကတခု2000နဲ့ကမားတခု600ရတယ်ဒီမှာချိုးတာပဲဈေးချရတိတ်ဒီကစားလေး6ခုပါမှာရန်တစ်ခေါက်ပဲရှိရတယ်အဲ့ဒါဈေးချိုးတာပဲညလေး6ခုတောင်ပါအမ6ခုလေးတော့မကုန်တော့ဘူးပထမနဲ့ရတော့ရှေ့ဆောင်တော့ရှင်းအားโอเคကိုညာပြီးတော့တက်နေလို့ဒီဘက်မှာစကားဘက်မှာဆိုလို့ရှိရင်တစ်ခုကို900လောက်ရှိရပြီးခဲ့တဲ့တစ်ခါခဏကတော့တောင်းရတယ်တစ်ခုကို900လောက်ရှိရနော်အမြဲထပ်ပြီးပေါ်နေတဲ့ဟာတွေကဈေးနဲ့ချိုးဒါကြီးမိုက်တယ်တစ်ခု600ရတယ်တက်တော့လို့ရမှာဟောမှာပြုတ်ပြီးတော့လေအချင်းနဲ့တို့လေးစဥစားကမတခါမှမမြင်ဘူးရောဒီနေရာကတော့အခုမြင်တဲ့အတိုင်းပဲပင်လယ်စာဆိုရင်ဆာရှိမီတွေအများကြီးရနနာဆာရှိမီကလုံးဝစိတ်ဝင်စားဘူးဆိုတော့နနာပင်လယ်စာဘက်ပဲတော့ပါမယ်ပင်လယ်စာကိုမှဒီမှာကြည့်အောင်အကောင်လုံးလက်ဆက်ဆက်တွေနဲ့လုံးဝစားကောင်းမဲ့ပုံပဲပြီးတော့နောက်တစ်ခုကအကောင်းဆုံးကလေဈေးအရန်ချိုတာဈေးကတော်တော်ကြီးကိုချိုတာပါဈေးချိုတယ်ဆိုတာတော်တော်လေးကိုချိုတဲ့အရာကိုပဲချိုရအောင်တော်တော်ကြီးကိုကြီးတဲ့အရာနနာလုံးဝမလိုက်နိုင်အောင်တော်တော်ကြီးကိုဈေးကြီးရပါ
ယူမလားလို့ဆိုပြီးစဉ်းစားမိမယ်6ခုဆိုတော့တယောက်3ခုဆိုတော့များပါအားနဲ့နည်းနည်းစိုက်ကြီးကြီးလေးနဲ့4ခုပဲယူလိုက်တယ်ဒီမှာကျုံစိုက်ကြီးကတော့ကြီးပြီးတန်တယ်နော်ဒါကတော့လုံးဝတန်တယ်အဲ့ဆက်ကြည့်ပါမယ်သူတညာလေးဆန်ပြီးသားကင်မရာမန်ကနနခုပေါ့နော်ကြည့်ပါရဲ့ဆက်ကြပါလက်ဆက်ပြီးဆက်ကောက်နေလို့ဒီရနဲ့ဒီရနဲ့မျိုးတူတယ်ဒီရနဲ့ဒီရနဲ့မျိုးမတူဆိုတော့ကိုကြည့်စီစားလိုက်မယ်နော်ဒီကောက်ဒါလေးစားလိုက်မယ်ကြည့်ပါဝါကြည့်တော့ဗတ်တမ်းသီးစမ်းမိထားတယ် တမလေးဆမ်းပေးပြီလားဒီကြီးရပူကောင်းအသားလည်းပူလာပြီးသူ့ပူချိုးဒီကောင်စားစိတ်နဲ့စိတ်နဲ့သူ့လည်းကောင်းလည်းကောင်းတယ်ဒါပေမဲ့လည်းသူ့စားဒီကောင်ကိုပူချဲတယ်မျိုးမတူဘူးရောဒီကောင်စားကြည့်ပတ်စံပေးရင်တော့ပေးရမယ်နော် စားကြည့်ပါမယ်ပတ်စံကတော့မသိဘူးပေါ့နော်လောလောဆယ်တော့အဲ့ဒါနောက်မှတကယ်ပေးမှာစိတ်ချဆက်လာခိမတ်အဲ့နဲ့ရှင်းစားကြည့်တရားကောင်းတယ်နာပူကြိုက်ဒီကောင်စားအိုဆာကာတို့ဘာလို့မှလည်းစားဘူးတဲ့အရက်တော့ထိုးလေးနဲ့ဂျယ်လီလေးကြားနေတော့ချိုတာပဲဒီအမြင့်ကြီးပါဒီကောင်ရဲ့ရှယ်အကိကြီးဝါတော်ကြီးတာပဲဒါကြီးခုနအထက်ပို့ပြီးတော့မှတစ်ဆခွဲလောက်ကြီးအခွန်လည်းကြည့်အောင်လေမြည်ကြည့်လိုက်အောင်ဒီကောင်ပို့ပြီးမိုက်တယ်လေဆိုဒီကအသားပုံများရပြီးတော့ပိုလဲချို့တယ်ထထလေးလည်းပိုပါဒီကောင်ပိုကောင်းတယ်ဒီဟာတဲ့ဒီဟာပိုကောင်းတယ်ဒီကောင်စားပုံမှန်စားနေကြရတာဒီကလုံးဝမတူတော်သေးတယ်ဒါလေးရှိလိုက်မှန်သွားဒါပေမဲ့၄ခုတစ်ထောင်တော်တော်တန်တယ်နော်ဒါကြီးโอเค2000ဘာဖြစ်လို့တော့နှစ်ခုစားလိုက်တာလေတစ်ခု1000၄ခုမှ1000နဲ့ရှိတဲ့ဟာကိုဝယ်ရလေခါပြခါလေးယူအောင်ပါလေဟာဈေးကြီးလိုက်တာတော်ရင်မစားတော့အော်ရော့တက်အိတ်ကဆိုင်ရဟိုဘက်မှာပဲခဏဈေးချော်လေးတွေ့ထားတယ်တော့ကခဏအခုညာပြီးသား1500လေဘယ်လိုစားရတာလဲမသိဘူးခဏအစ်စ်ရောဝယ်တော့သူ့အစ်စ်လာတူလာတော့မင်းချက်ခံမှာစကုန်မနေဒါအစ်စ်โอเคဆိုတော့ဒီမှာပဲဖြစ်တာလားမသိတခုခုဝယ်ဆိုလို့ရှိရင်ဒီပုံမှန် market မှာဆိုလို့ရှိရင်အခွန်ပေးကြမှာဒါမှဒီမှာအခွန်ပေးရတယ်ဒါမှမဟုတ်နိုင်ငံခြားသားတွေလာဝယ်လို့အခွန်ပေးရတာမဟုတ်သူကပုံမှန်အခွန်ပေးကြမလို့နေရဆိုရင်အဲ့ရဲ့ဈေးနှုန်းတွေပေးမှာဈေးခုံဆိုဂျပန်လူရေးပေးတာဒီကဟာမပါဘူးဆိုတော့ဒါကြောင့်မလို့အဲ့ရဲ့ဟာ10ရာခိုင်နှုန်းပေးရဆိုတော့ဒီမှာ1500ဆိုရင်ဒီက10ရာခိုင်နှုန်း150အဲ့လိုမျိုးထပ်ပေးရအောင်ပေါ့နော်1650ဖြစ်သွားတယ်ဒီမှာကြောက်ကနေ့ရကျေးချူလေးနဲ့စားတင်တဲ့နာကတော့လောကကတိပဲဒါကနေ့အစ်ကိုမှသူကရန်1500နဲ့ရောင်းပေးရ1500အခွန်ထပ်ပေါင်းမဆိုလို့ရှိရင်6620ခွန်အဲ့ဆို10ရာခိုင်နှုန်းမဟုတ်ဘဲနဲ့8ရာခိုင်နှုန်းကြည့်ပါနဲ့ဆက်တက်ပါဦးပြုတ်ထားလားမသိဘူးနော်ကျန်တာပဲအစိမ့်တော့မဟုတ်လက်တက်ကြီးမဝါးဒီကြောက်ကနေ့လက်ကြီးအကြီးပဲစားတော့မွေးလားချိုးနေပဲဟုတ်တာအစိမ့်မုံပြုတ်တာအသားရည်ကြီးပဲခဏအကောင်ဝယ်စားတဲ့ဆိုဒီလိုမျိုးအခွန်မပြီးသားကိုပို့ကြိုက်တယ်လက်မဝင်တော့အေးစစ်စစ်လေးစားလို့ရမကျော်အသားရည်ကြီးချိုးနေပဲနည်းနည်းကျွေးအောင်လေမတူခါလာသဝါးရရတာနဲ့မတူခါလာသဝါးရရတာတို့တမျိုးလေးဒီကောင်စားတမျိုးလေးညာပူချိုးနည်းနည်းလောက်ညီးကြည့်လို့ရ1500လေးရောင်းတယ်ခုနလဲဟိုတယောက်တော့ဆိုတော့ဒါတော့တယောက်တော့မြတ်အဲ့ဆိုပတ်စံပို့တော့ဆင်းပတ်စံဟိုနောက်ကြန့်ပေးမယ်လေဒီချောက်ပေးမယ်တကယ်ပေးမယ်ဟုတ်ပြီဘာမှမတော့တယ်တနည်းစီရတော့လည်းအရင်မထားဘူးပြီးခဲ့တဲ့ကောင်ဆောင်ကလေအရတာကိုတိတ်မတိလိုက်ရဘူးဘာလို့ဆိုတော့နည်းနည်းလေးပဲပြီးခဲ့တဲ့ကောင်ကလည်း1000ကျော်နော်ဒီကပူတယ်မှာပေါ့အဲ့လိုမျိုးပြောမှဆိုပြုတ်ပဲပြုတ်လာတော့တခြားအရတာဘာမှထမထားဘူးလေသူကအဲ့ဒါကိုစားကောင်းဒါမှမြင်းမြင်းလန့်တော့ထောင်းလာတယ်တကယ်လက်လာလားမသိဘူးတော်တိုင်ကဘာနေနေကြီးလိုက်ရင်2000ကျော်လို့3000ကျော်လို့တွေပဲဆိုတော့2000ကျော်နေရနော်3000ကျော်ညာတော့ဒါလက်ကြီးနဲ့တွေ့ကြည့်ဆက်တာဒီနေ့တစ်စီတစ်ချက်ရအောင်ဒီကကနာလက်ကြီးတစ်ဖက်ကို1500ရှိရတယ်ဟုတ်ပါဘူးချိုင်းနေဆိုချိုင်းနေပတ်စံမရှိရခက်4သိန်းခွဲရော4သိန်းခွဲလက်4ချောင်းခဏရအကြည့်ဒီမှာကျအခုရရဲ့ကျောင်းနဲ့တော့9000တဝက်ထက်မဆိုရင်တော့9000လေရပါတယ်စီးကြည့်လိုက်2သိန်း1000ဝါဒီ
ဒီမှာကပင်လယ်စာမကဖြစ်တဲ့ကြောင့်မလို့ဒီဆာရှိမီတို့ပြီးတော့လို့ရှိရင်ပစွန်ကနန်းတို့ပင်လယ်စာတွေတော်တော်များများရတယ်ပေါ့နော်အဲ့ထဲမှာနာမည်အကြီးဆုံးနဲ့လူကြိုက်အများဆုံးကတော့ဂျပန်ရဲ့ဒုံးလို့ခေါ်တဲ့ထမင်းလေးပေါ့နော်အဲ့ခါထမင်းရိုးထမင်းမဟုတ်ပဲနဲ့ဆာရှိမီဥနီဆဲမွေးရဲ့ငါးဥလေးတွေနဲ့တခြားအသားစိမ်းငါးစိမ်းလေးတင်ပြီးတော့မှသူကဆိုက်ဆော့နဲ့တို့ပြီးစားရတာပေါ့နော်ဈေးတော်တော်ကြီးပေမဲ့လည်းသူကတော်တော်လေးမှလူကြိုက်များအစားအစာတွေတစ်ခုဖြစ်ပါတယ်ဂျပန်လာမယ်ဆိုလို့ရှိရင်တော့အဲ့ကအစားအစာလေးတွေထွန်းကြည့်တယ်မိုင်းခုစားချင်တာလေးတချို့တော့လည်းစားလို့ပြတယ်ဆိုတော့ကျွန်တော်ဈေးတစ်ပတ်ပတ်ပြီးတော့ပတ်ကြည့်ပါမယ်ပြီးတော့မှစားချင်တာလေးတွေတွေ့လို့ရှိရင်ထပ်ပြီးတော့စားပါမယ်တမ်းချုပ်ထမင်းရပြီးတော့လို့ရှိရင်အီကူရာသွန်းဆိုအီကူရာရဲ့ဟိုဦးလေးလေငါဦးလေးဝါလူတန်းကြည့်လာများကြီးဒါတော့ပါစောင့်နေတာဒါစုကလည်းနောက်တော့ခေါ်ရဲဒီရဲ့ဟာချက်ပေါင်နဲ့ပဲဒီကလူတွေအများကြီးစောင့်နေတာဘာလဲဆိုပြီးတစ်ချက်ကြည့်လိုက်တာပေါ့နော်နနတော့စားခဲ့စုကလည်းစားဖို့သူတို့စောင့်နေရတယ်လူတွေမှအများကြီးပဲအနည်းဆုံးရှိမယ်ဆိုမှအယောက်20 30နီးပါးလောက်ရှိမယ်နဲ့တူရဟိုခိုင်းလို့ရမယ်ဆိုလို့ရှိရင်လေဒီပင်လယ်စာရင်မိုးပင်နဲ့စုကတွေရလဲတော်တော်လေးကိုမှနာမည်ကြီးပြီးအရန်ကိုမှစားကောင်းပါနဲ့အဲ့ဟာဟိုခိုင်းလို့ရလဲပြီးလုံးဝကစားလို့မရတဲ့စားတော့ထဲမှာတစ်ခုပါရလို့ပြောရမယ်ပေါ့နော်ဒါလည်းဒုံးမှမကြည့်ထင်လားအဲ့ဒုံးနေလားစားကြအောင်လေ4,900 5,500 4,000 5,000ဈေးနေဆုံးပဲမဆော့လိုက်ဘူးအမြောက်လည်းနှစ်ဖက်လုံးမြောက်ကဲပတ်ကျင်နဲ့အပြောချွေဂျပန်ကိုကြီးနဲ့တူတူနည်းနည်းလေးအားပေးချင်နေလေးဖြစ်သွားရေပေါ့နော်ပြီးတော့ကျတော့သူကအပြောချွေရင်သူ့ရဲ့ကဏ္ဍတွေကလည်းတော်တော်လေးကိုမှလက်ဆက်ပြီးတော့စားကောင်းနေပေါ့နော်အားကြောင့်မို့အထက်ထဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် customer တွေအပြည့်ပဲသူကလည်းအရင်အပြောချွေနဲ့ဈေးလေးစစ်လိုက်တာဒီဟာလေးဘယ်လောက်နဲ့ရလဲလို့ပြောလိုက်တဲ့ချိန်မှာသူကယူမယ်ဆိုလို့ရှိရင်လည်းဈေးချော့ပေးမယ်တဲ့ okay တော့အဲ့ဆိုရင်လည်းဒါလေးယူမယ်ဆိုပြီးနေတာအခါမတွေးတော့ဘဲနဲ့အဲ့ဟာလေးယူလိုက်တယ်ပေါ့နော်သူ့ဆန်ကဏ္ဍတွေကလေတော်တော်လေးလက်ဆက်တယ်ပြီးတော့ကြီးလည်းကြီးရပေါ့နော်ပြီးတော့လို့ရှိရင်နနာကဒီဟိုခိုင်းတော့မှရင်စားမှာမဟုတ်ဘဲနဲ့ဟိုကိုနေရဲ့နေရာကိုတည်သွားကျင်တယ်ဆိုလို့ရှိရင်လည်းသူတို့ကဒီစားတိုက်ကနေပြီးတော့ပို့ပေးရပေါ့နော်အဲ့ဟာကြီးလည်းပြောပြရဲတကယ်လို့မှဒီမှာမစားဘူးစားတိုက်ကနေပြီးတော့ပို့ပေးဆိုလို့ရှိရင်လည်းသူတို့ကလိပ်စာလေးပါလေးချရေးပြီးတော့လို့ရှိရင်ပတ်စံတော့ထားလိုက်ရှင်းပေါ့နော်ပြီးတော့လို့ရှိရင်သူတို့ပို့ပေးမယ်ဒီကဆိုင်တော်တော်လေးမဆိုးစားဖြစ်တော့မိုက်တယ်လို့သူကလေနနယူလိုက်တဲ့ကဏ္ဍကိုရန်800ရီတောင်ရှော့ပေးရ3800တောင်ရန်3000ပဲသူကယူလိုက်တယ်ပြီးတော့သူကအခွင့်ရပေါင်းလိုက်တော့ရန်3200နဲ့မှ40တော့ကျသွားတယ်ပေါ့နော်အဲ့တော့ဒီဟာလေးပဲယူလိုက်ပါတယ်ပတ်စံတော့ရှင်းလိုက်ပါအောင်မယ်ဒီမှာကြည့်အောင်အထက်မှာထိုင်စရာနေရာမရှိတော့အောင်လူတွေကိုလုံးဝပြည့်နေရပဲနားလို့တသေးလေးတွေမဟုတ်ရှက်အကိတ်ကြီးတယောက်တော့ခေါင်းကြီးနဲ့ချနေကြနောက်ပြီးတော့လာတန်းညသူတွေလည်းနိုင်ငံသားရေးကြီးပဲဘလောက်ရိုက်ဖို့လာကြဖုန်းကလေးကိုစီကင်မရာလေးကိုစီနဲ့ဝါနောက်ဆုံးတော့ဆိုင်ထဲထိုင်ရပြီဒါပေမဲ့နနာကနန်တော်တော်ဈေးကျရသွားတကောင်လုံးမှာ3200ကျော်တယ်သူများရေးစားနေဟိုထမင်းပါတဲ့တွင်းအရင်6000ရှိရဲ့ဈေးအနည်းဆုံးနော်နနာဥစား3200ဆိုတော့တန်တယ်လို့ပြောငွေတကောင်မကြီးတန်ရန်3200ကျော်တယ်ဒီလောက်ရတာတော်တန်နော်ဒီစားလေးလုပ်ပြီးရနော်ဝါဥတွေအများကြီးပဲတော့ဒီချန်လေးကိုလေလုပ်ပြီးမှတွေ့တာဒီမှာဒီကစားလေးကတော်တော်တဲ့ခါလေးအဲ့ဒါဘုမလုံးကနန်းစားတာအိုးလုံးမလေးထက်တော့လေကျိုးဟုတ်ပြီရလက်ဆန်ရောတော့တော့မြန်နေလူကနဲ့စားမလို့တခါမှစိတ်ကူးမရင်ပါဘူး။နည်းမဆိုးတယ်နည်း3200ရမ်းတိလို့အယိုးကြီးဖြစ်မယ်ဖြစ်နေအသားတွေအများကြီးပါဘူး။သူကလေကနနတကောင်လုံးပြလိုက်တယ်မလားသူတို့လုံးမရအောင်မမြင်ရအောင်ဒါပေမဲ့ဒီမကျုံရှို့ထားတာမရှိအကုန်ပါလက်အစုံပါလေ။ရင်ကုန်တော့လည်းအစုံပါဥလည်းပါပဲနင်ကဥမပါဘူးထင်နေရနော်ဆောင်းတော့အကောင်ထဲမှာဥမထွက်နေဘူးနော်ပြီးတော့ဒီမကျုံအသားရည်လည်းဒီစားလေးခွဲစိတ်ထားတယ်နော်။ဒါလည်းဥဝါဒီပါရတဲ့ဆိုင်ကြီးလာဒီကတော့သိနေရမယ်စကောင်းနေဘာလို့နေရလဲစားရည်ဒါပြုတ်မပြုတ်ထားတယ်ပြုတ်မပြုတ်ထားဟာအသားပို့ပြီးတော့ဆောက်ကောင်းလက်ဆက်နေတယ်ဒီကတော့3200နဲ့ပဲကျင်းနေလိုက်မယ်နောက်တစ်ခါဟိုခန်းလို့လာလို့ရှိရင်ရ1000နဲ့ထားမှာအဲ့ဒါကရှင်ဦးသားလေးစားမယ်ရှင်ဦးသားလေးကလည်းလုံးဝဝါဒီမကျော်အသားကြီးပဲဒါလုံးဝစားလို့လွယ်မှာတော့ကပဲခဏနေတော့ကြိုက်ကုန်တော့မှာဒီတော့လက်ဆက်တဲ့ခဏတစ်ခါမှမစားဘူးအေးလေခဏစားတာပထမဆုံးပဲဆို
ကြောက်စားပင်းနေတဲ့ရိုက်ရှင်တယ်ပုံမှန်နဲ့စားဘူးလဲကနန်းတို့ပြီးတော့လို့ရှိရင်ဟိုကတိတိလေးပဲစားဘူးကလေဒီလောက်ကြည့်ရတခါမှမစားဘူးအဲ့လိုမစားဘူးကလေဆိုတော့နာမစားချင်လို့မဟုတ်ဈေးရမ်းကြီးလို့မစားနိုင်တာကိုစားဟိုကန်းတို့ရတော့ဒါဈေးစစ်ဆိုပြီးတော့တန်တော်တန်လာနော် တခြားဆိုင်တွေလည်းစားရင်တော်တော်ဈေးတက်တာလည်းပြောမှာတခြားဆိုင်တွေဒီဝင်းကျင်တော့ဆိုရင်ခုနကြည့်တဲ့တဲမှာဆိုအနည်းဆုံး4800 5000တော့တောင်းမှာနော် ဒီဦးလေးနေကြည့်တယ်ဒီကဦးလေးကလေဘေးနားလေးကကောင်မလေးဒီဦးလေးမစားဘူးရောမကြိုက်လို့လားမသိဒီဦးလေးကကြော်လေဆက်တော့လေးနဲ့မစိုးစားကောင်းတယ်ဒီကဦးလေးကကြော်လေစိတ်ပြီးတော့စားကောင်းတာနာဒီနဲ့ဘယ်ကကြိုက်လဲမင်းနာဒီဦးကြိုက်တယ်ဒီဦးလေးကစိတ်ပြီးတော့လေမသိရင်လေကစုံဥပြုတ်စားနေရတယ်လို့မသိစိတ်ပြီးစားကောင်းဒါမျိုးစိတ်နော်ခဏတော့မှစားတဲ့ဝမ်းကြော်လဲဒီလိုခဏမ်းမယ်ဒါပေမဲ့ပြောဒီကခဏမ်းမှာတိတိလေးမပြောတယ်ဘယ်မှာအရိုးတွေမပါတော့ဘူးအခွင့်အရေးမှာပြီးသားဆိုသူလည်းနဲ့လက်ဝင်တော့ဆိုဈေးက1500လောက်မသိသေးရအခုစား3200ခွန်းကိုဖားစားမှာဆိုနည်းနည်းလေးပါပါနော်မနာဘူးတန်လက်မိုင်စားဘာတော့လဲဆိုပြီးဒီလောက်ခဏအကြီးတော့မနဲ့ကနမစားတတ်ဘူးအားလေးစားလိုက်အဲ့တော့လက်ဆက်လုံးနဲ့တော့တော်ချိုးอ่ะဘာမှနနာဈေးချိုးဆုံးတော့ဒါဈေးချိုးဆုံးဒီတက်ချိုးကမရှိတော့ဘူးဒီနေ့စားနေရှက်အကြီးကြီးစားနေတော့ဒီဆောင်တစ်ချောင်းလုံးထုတ်လို့ရရင်ကောင်းမှာဒီဆောင်ရပါရဲ့ဆိုင်မှာဒီလိုမျိုးလေးပြုတ်ပြီးတော့ပို့ပြီးအဆင်ပြေသေးလားပုံမှန်ဆိုလို့ရှိရင်ဟိုပါလေဆိုင်မှာပြုတ်ပြီးတော့မရှိဘူးအစိမ်းတွေပဲရှိတာအစိမ်းတွေဆိုတော့အိမ်ပြန်ပြီးတည်ပြီးသွားစားတော့မလို့လို့အိမ်ပြန်ပြီးတည်မယ်ဆိုကိုယ့်နဲ့ကိုချိုးတာပြုတ်တာလောက်ရမှာဟုတ်တာချိုးတဲ့သူချိုးပြီးပြုတ်လဲသူတို့ပြုတ်ပြီးဆိုလုံးဝအဆင်ပြေ ဟိုဒီမှာမစားချင်လို့အိမ်မှာဟိုဟာတည်သွားခြင်းနဲ့ဆိုလဲနောက်ဆုံးအိမ်ကဝေးတယ်ဆိုရင်လည်းသူတို့ပို့ပေးတယ်ဆိုခုနပြောရနော် ဟုတ်တယ်ဒါပေမဲ့အဲ့ကောင်စားတော့ဈေးကြီးမဲ့ပုံပဲအလုံးစုံနောက်နောက်ဆိုဥစားကမလားဥစားကလေးနဲ့ပို့မှာဆိုလို့ရှိရင်ကျန်တဲ့ချက်ပို့ကဈေးကြီးမှာဒီကအလဲကောင်ကအသားပို့ချွေတယ်လားလက်ချွေဆိုမဲ့အလက်ဒီကဟာပို့ချွေရှင်းဥသားပေါ်ပြောမယ်ဟုတ်ဖတ်ပြမယ်နော်အသားရတက်ပါ 3000တော့တော်တော်တန်တယ်ပြောရမှာနော် တော်တန်တယ်ကြောင်ခဏခဏပြောရများသွားပြီတက်တက်တန်ဒီဦးလေးကြီးဆိုင်လဲတော်ဘယ်လိုပါမလဲနူးညံ့ပြအေးရဒီဦးလေးပါဒီဦးလေးရောထားမယ်ဆိုလို့ရှိရင်ဒီဦးလေးကနူးနူးညံ့လေးနဲ့ဒီကဦးလေးပေါက်လေးနဲ့တော်တော်လေးအဆင်ပြေပြီးသားပေါ့စားတော့ကောင်းနေဟောပါလေခဏတကောင်စားလိုက်တာဖိုက်တော်ပြည့်သွားတယ် ကျိုးမကြည့်အောင်လက်အကြီးရယ် ခဏတော့သူများဒီကောင်စားရလားခါကြတာလေတကောင်ကိုင်နေတော့ ဘယ်လောက်ရှိအောင် 9500ရတယ်ဟိုက23,500ဝါဈေးရလည်းရှယ်ပဲဒါပေမဲ့အကောင်ကြီးတယ်လည်းရှယ်ပဲ စားတော့လို့လည်းပြီးသွားရေးဖိုင်လေးတင်းသွားရေးဆိုဈေးတစ်ပတ်ပတ်ပြီးကြည့်လိုက်ပါအောင်မေ ဒီမှာလည်းလူတန်းစီနေကြတယ်တုံငင်နံပါတ်တွေယူပြီးတန်းစီနေကြဟိုတော်များများဒီရရနိုင်ငံသားရေးအတွက်လုပ်ထားတဲ့ပုံစံလိုပဲနိုင်ငံသားရေးပဲစားကြ ဈေးသက်တာလို့လား ဈေးသက်တော်မတော်ဒီမှာကြည့်ကြည့်လို့ number 1 name key number 2 name key number 3ဟိုအကောင်လုံးကဈေးကြီးရဆိုမဲ့ကိုရွေးတဲ့ဆန်နဲ့လိုက်ပြီးတော့ဟို900လောက်ကတော့တက်တာရဲ့ဆန်ရှိရနော်3,500တက်တာရဲ့ဆိုရင်အဲ့တက်တာရဲ့အပေါ်မှာမူတည်ပြီးတော့ဟို quality လေးနည်းနည်းကွာသွားတယ်ရှိချင်းရှိမှာပေါ့နော်ဟိုဈေးရဒီကနေပဲဆုံးသွားရလား ဟုတ်တယ်ရှင်းမှလည်းမရှိတော့ နော်ဒီကမှလည်းမရှိတော့ဘူးအိုဒီယာနဲ့အဆုံးလားကဲတော့နာဒီကစီကိုအကုန်ပတ်ကြည့်ပြီးတိုင်းဆိုခွင့်နဲ့ဆက်ပြီးတော့ပြန်ကျင်တယ်လို့တွေးထားပါရဲ့ကဲခုဆိုလို့ရှိရင်ဒီကနေ့ချောင်းမကမှာအကောင်လုံးပတ်ကြည့်ပြီးတော့ကျွန်တော်စားတော့လေးစားခဲ့ရပါတော့အားလုံးကဘယ်လိုမြင်ကြလဲမသိဒီကမကဈေးကြီးရလို့မျက်နှာဈေးပွက်လို့ရှင်လားကိုယ့်ရဲ့ထင်မြင်ချက်လေးကို comment လေးမှာမှတ်ခဲ့ပေးကြပါနာကတော့နာတက်နိုင်တဲ့အနေထားလေးနဲ့ထိုင်းခဲ့ရပါတော့အဲ့တော့အခုစားတော့လို့လည်းပြီးဆိုတော့တခြားနေရာတော့ဖတ်တော့မယ်နာ vlog လေးစနေကြည့်ချပေးတဲ့အားလုံးကျေးဇူးများတင်ပါတယ်နာ vlog လေးတော့ချမ်းဆိုလို့ရှိရင် YouTube မှာနာ vlog channel လေး subscribe လုပ်ကြပါဦးမိတဲ့ခင်ဗျာလေးတော့မှလည်းအကောင့်လေးဖွင့်ထားတဲ့ကြောင့်မလို့ follow လုပ်ပြီးတော့မိတဲ့ခင်ဗျာလေးမြန်မာဘက်ကနေပြီးတော့နာ vlog လေးကြည့်ပေးမယ်ဆိုလို့ရှိရင်ဝီပြန်လေးခံပြီးကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဝီပြန်လေးခံပြီးကြည့်ပေးမယ်ဆိုလို့ရှိရင်နာလေးထပ်ဖို့ပြီးစိတ်ဝင်စားတဲ့ကောင်းတဲ့နေရာခေါ်တော့ပေးနေမှာဖြစ်လို့ပါအားလုံးပဲနာ vlog မှာပြန်နေဆွေးနွေးကြပါမယ် bye bye